baby ညာနေပြီလေဘာလို့မဟိသေးတာလဲအဲ့လေမနှစောထားမှာမဟုတ်လားအဲ့ဘလို့လေကိုနမလာထိုင်ကြလို့လားကလေးအေးဝါလို့လေကွာမင်းရလဲနှာခေါင်းမရှုံးနဲ့အောင်မင်းဒီညတော့အေးဝါမှဖြစ်မယ်နော်ကိုစားဖတ်နေတာပြီးတော့မယ်ခဏလေးနော်လည်းပဲကြံတော့ဟုတ်ပါပြီကွာကဲလာဟုတ်လေအဘမေဘာလို့ไม่သေးတာလဲဘာလို့ไม่ချင်တာလဲမနေ့ကမြတ်တွင်းနေကြာနေတော့မှာပဲကွာမင်းဘာလို့ကိုယ်စကားနားမထောင်တာလဲတကူကူနေရထိုင်ရတာအဆင်မပြေဖြစ်နေလို့လားဒီမှာကိုနားလဲပါတယ်အဲ့ကိုကိုစောပြောပေါ့လာဒီဘောတို့ရတယ်ကိုစားစမဖတ်တော့ဘူးလားဒီနမလိုက်နောက်ကရောတေးချာကောင်းမအောင်တေးချာကောင်းလေးမမတေးချာလဲတကယ်ကွာမင်းခလေးပေါစနာကြအားကြောင့်လည်းမင်းကိုတိတ်ချရတာပေါ့ကွာလာဖတ်ထားပြီမယ်အခုတော့ဘာတန်ကြားလိုက်တာလည်းမသိဟုတ်ပါပြီနှာခေါင်းပိတ်ထားတော့မကွာစားတာအမမအေးစနေကိုလုံးလေးကိုနွေးအောင်ဖတ်ထားပြီမှာပေါ့လာဒီလိုလားလက်ဖြားလေးခြေဖြားလေးရတဲ့ခါရေခဲလူသားကြာတော့အေးဆန်းတော့ကြာပဲဟိုလက်ဖြားလေးပဲခြေဖြားလေးကိုလည်းခါနွေးနေဖိထားပြီပဲကြောက်လေးနဲ့တကယ်ကိုမင်းကိုလေအဲ့လိုမျိုးစိတ်ညစ်တာတွေစိတ်ဖိစီးတာတွေလုံးဝမဖြစ်စေချင်ဘူးကွာတလားလူပဲကွာတစ်ခါတလေကြာရင်တော့ဆိတ်ရှုပ်တာပါညာဖြစ်တတ်တယ်လေဒါပေမဲ့အဲ့လိုဖြစ်တာတွေကညပဲအေးပြတ်တဲ့အထိနိုင်ကြပါစေတဲ့ထိတယ်မလားလူဒုက္ခပေးတာမျိုးဆိုတော့အဆင်မပြေဘူးအဲ့ကြောင့်ဘေဘီကိုမေးရဲဆိုတာဘေဘီအဆင်ပြေမပြေတေးချာသိချင်လို့တခုခုဆိုကိုပြောနော်ဘေဘီဘာလို့အဲ့လဲကိုတက်နိုင်တာအားရှိလားအကုန်လုပ်ပေးမယ်နော်ဘာလို့လဲဆိုတော့ကိုဘေဘီနာမှာအမြင်ရှိနေတယ်ဆိုတော့သိစေချင်လို့ဟုတ်ပြီလားဟုတ်ပြီတခါတလေတော့လည်းဘယ်လိုပြောမလဲအိပ်ပျော်ကိုခါထားမျိုးလို့ရှိမှာပေါ့ဘာဖြစ်လဲတလားကိုကဘေဘီနာမှာမရှိလို့ဖြစ်တာကိုမရှိရနဲ့ဘေဘီအိပ်လို့မရဘူးလားအဲ့ဒါပဲလေမဟုတ်ဘူးလို့မငင်းနဲ့နော်ဘာရှောက်ပြီးတော့ဟိုလိုဖြစ်လို့ဒီလိုဖြစ်လို့ဘာမှမငင်းနဲ့မင်းနာမှာကိုမရှိလို့မင်းအိမ်မပြောတာအိမ်တော့မရတာဟုတ်တယ်မလားဟုတ်ပြောမယ်ဆိုရင်ကိုကပါဘေဘီတို့အိမ်ဆေးလားဟဟလားကိုရှိမှဘေဘီအိမ်ပြောတယ်ဆိုတာဟုတ်ပါပြီကဲပါအရင်တစ်ခါပြန်စွာမနေပါနဲ့ဘာလို့လဲမျက်မှန်လေးမျက်မှန်တထားတာမျက်မှန်ကျိုးမယ်နော်ဟာဘေဘီမင်းတကယ်ကိုချက်ဖို့ကောင်းလာလားဟမ်ကိုမျက်မှန်ယူပြီးတော့ကောက်တက်လိုက်တယ်ကျဟိုပြီးတော့လှပါတယ်လို့ပဲဟုတ်တယ်ဘေဘီကမျက်မှန်ပါလဲလှတယ်မျက်မှန်ပါလဲလှတယ်ဒါနဲ့နေပါဦးမင်းအဲ့ဒါတက်ထားတာမြင်ရလားကိုမျက်မှန်ကြီးနဲ့ပါပါလိမ့်နဲ့မျက်စိနာမယ်ဟာ
အောင်စောက်ခွက်ပြောင်းမနေနဲ့ရှာထိုးပြနဲ့အရေးတယ်မျက်မှန်တက်ပြီမျက်မှန်ပါပါနေလို့ဘေဘီကောင်းမှုသွားလိမ့်မယ်ချွတ်လိုက်တော့မျက်ခုံးတော့ပြောက်သွားပြီမျက်မှန်နည်းနည်းတော့ကြီးတယ်ကွာသလားမင်းမျက်ခုံးလေးတော့မမြင်ရတော့ဟာဘေဘီမင်းကိုစာဖတ်တဲ့အချိန်လေမင်းနှောက်ရက်တယ်နော်ပြီးတော့အခုမင်းစကားပြောနေတာကိုမျက်မှန်ကိုလည်းမင်းဆွဲတက်ပြီးတော့ကိုပြောင်းတယ်မင်းကိုကြိုက်စားတော့မှနော်မင်းတကယ်မင်းလူလယ်မလေးနော်သလားမသိရင်ချက်ချင်းပဲအိတ်ချင်လို့ချောတိတ်ခိုင်းနေတဲ့ပုံစံနဲ့အခုငါ့ကိုပြောင်းတယ်အေးတွေ့မမင်းအော်တွေ့မှဆိုတာဒီလိုပါလူလယ်မလေးတွေဆိုရင်သိတယ်မလားအပွားပေးရတယ်လေအခုတော့တွေ့မှဆိုတာအဲ့ဒါဒါမှမင်းအိတ်တော့မှဆိုမှတော့ထပ်ပြီးအပွားပေးမှာမအိတ်တဲ့တော့ဆက်ပြီးမပြီးတော့ကဲမြမိုင်းထားလိုက်တော့လို့မင်းအိပ်ပြောရတဲ့ဒီကိုရင်ဝင်ထဲမှာပဲထည့်ပြီးဖတ်ထားပေးရမလားအဲ့လိုဖတ်ထားပေးလေကိုလက်တွေကျင်တယ်မဖတ်ထားခြင်းလို့ပြောတာမဟုတ်ရဟိုလိုဒီလိုမပါနဲ့ယူတတပြူစင်ပြောနေတော့ပဲမနမင်းအစိုးရထားမှာတော့ကိုလည်းလှုပ်စော်ရသွားမယ်ဘယ်လိုပဲဖြစ်ပေါ့ဘေဘီရောမျိုးဖတ်ထားနေတဲ့စကားလေးပြောရတာအကောင်းဆုံးပဲဒီလေးနားထောင်မယုံနဲ့တော့လို့မင်းအခုဒီဆော့ဖို့လုံးတော့ကွာတလုံးညားနေပြီဘေဘီရဲ့အခုနောက်စာကိုပြန်ပြီးတော့ဖတ်ပြရမလားဒါမှမဟုတ်လည်းကိုမင်းဟိုလိုပြင်းစရာကောင်းတဲ့စာအုပ်တွေပဲဖတ်ပြရမလားတခါတည်းမင်းအိပ်ပျော်အောင်လေဟာတာတွေပဲဖတ်ပြရင်မင်းရည်ပြီးတော့ဒီထဲမှာမျိုးလုံးကြီးပြူးကျဲပြီးတော့ပိုးဆိုးသွားလိမ့်မယ်အဲကြမှာမင်းကိုတညာလုံးဖတ်နေဒုက္ခစကားပဲပြောချင်တာမင်းလူလေဒါဆိုရင်မင်းကိုစကားပြောခိုင်းပြီးမင်းရနားထောင်မယ်ပြောင်းမယ်မအိပ်ဘူးမင်းအဲ့လိုလုပ်ဖို့လားကဲပါထားပါချစ်တော့လေအလိုလဲရတာပေါ့နားထောင်ကြတော့အိပ်ပြောမှာပါကဲအဲ့ကိုဘာအကြောင်းလေးပြောပြရမလဲမင်းနဲ့ကိုဘလောက်ချစ်တာဘလောက်မြတ်လို့လားမင်းနဲ့ကိုအတူတူဖြတ်တန်းခဲ့တဲ့အမှတ်တရတွေအကြောင်းအများကြီးပဲကွာအဲ့မှာအဲ့လေးပြောပြလို့ရတာပေါ့ဒါတခုထူးကြတာဘေဘီရတယ်မျိုးနေတိုင်းကိုပို့ပြီးတော့ special ဖြစ်စီတာကွာအဲ့ဒါပို့ပြီးတော့ဟိုလိုဘယ်လိုပြောပြမလဲမသိဘူးဘေဘီရဲ့ကိုပို့ပြီးတော့တည်ရမလားလုံးဝ special BJ တယောက်ပုံစံမျိုး feeling မျိုးဘေဘီကကိုခံစားစီတာမင်းမကြီးနဲ့လေကွာမင်းနားထောင်ကျင်တယ်ဆိုလို့လေကိုကမင်းမေးတာတွေကိုပြောပြနေရတော့ဟုတ်တယ်မင်းကိုချက်တာတော့ကိုတကူကောင်းစမ်းတယ်ထင်လဲထင်ကြည့်မစားဘေဘီလိုမျိုးလှတယ်ဒီလောက်ချစ်ဖို့ကောင်းတယ်မင်းကလေးကိုပိုင်ဆိုင်ထားတဲ့နောက်တော့ဟုတ်တယ်ကို BJ လို့လည်းထင်တယ်အကောင်မလေးချစ်တာခံတော့ကိုဆရာကြီးလို့လည်းထင်တယ်ပြီးတော့တင်တာဦးလဲတိုးတာပေါ့ဒီလိုကောင်မလေးရထားတာကံကောင်းတယ်ဆိုပြီးတော့နည်းနည်းမြောက်ကြောနဲ့ဘဝင်မြင်တာပေါ့ကွာပင်အောင်ကြည့်နေတာဟောမမအဲ့စနေပြီမလားပုံစံဘေဘီနဲ့ကိုရဲ့ကြားမှာပို့ပြီးတော့ထူးဆန်းတာပါလဲဆိုတော့ကိုလိုအေးစီးနေတတ်တဲ့လူနဲ့ဘေဘီတို့မပြောင်းလေးနဲ့ဘယ်လိုသွားပြီးတော့လိုက်ပတ်သွားလဲချစ်သွားလဲကိုစဉ်းစားလို့မရအော်အကောင်ပြောတာမင်းလည်းပြောလေမင်းအတွေးမိဘူးလားအကိစ္စမင်းကိုကြည့်တဲ့အကြည့်တွေ
ကိုပေါ်ထားတဲ့ခံစားချက်တွေကိုမြင်ရရင်ဘယ်လောက်တောင်ကိုစိတ်ချမ်းသာလဲဆိုစကားလုံးနဲ့တော့ပြောလို့မရအောင်မင်းအချက်ဆုံးဖြစ်နေရတာတွေမှာအဲ့ဒါလေးလည်းပါတာပေါ့ဟဲ့မင်းကိုမေးသမျှအကြောင်းတွေကိုပြောပြနေပါလေဆိုနားထောင်နေအိပ်ဖို့လို့လေကွာမျက်စိလေးမှိတ်ထားတယ်ကွာမျက်စိမိတ်နေတာတပတ်ကပို့ရင်ဟဲ့ကိုမြင်နေနော်ကိုမကြည့်နဲ့အဲ့မှာကိုမင်းကိုအိပ်ရောလုပ်ပေးမယ်နော်နင်းလေးနားထောင်ဟုတ်ပြီလားဒီလိုညမျိုးတွေကဘယ်လိုပြောမလဲဘေဘီရဲ့အကောင်းဆုံးပဲသလားဟိုမင်းကိုပြောင်းလာစကားနားမထောင်တော့ကောင်းတယ်ပြောတာမဟုတ်ဘူးနော်ဘယ်လိုပဲဖြစ်ပေါ့ဘေဘီနဲ့အတူတူလဲလျောင်းပြီးတော့အတွေးတွေကိုရက်ထားပြီးတလောကလုံးနေထားလိုက်ပြီးရင်ခန္ဓာကိုယ်အနာပေးပြီးတော့မင်းလေးကိုဒီတိုင်းကြည့်နေတော့မှမင်းရဲ့အလားပါကိုတော့အကောင်းဆုံးပဲလာပါရုံဝင်နေမလားကိုလည်းအိမ်မယ်အတူတူအိမ်ကိုလို့နော်မင်းကိုပြန်ပြီးပတ်ထားဖို့ဘာဖြစ်လဲကိုသဘောကျတာပဲအော်မင်းလည်းဘာဖြစ်လဲမင်းချက်ဆုံးလူပေါ်မှာမင်းမှီချလိုက်တာမင်းဘယ်လိုပါပြမှာမလို့လဲအခုလိုမျိုးအချိန်လေးလေးအဲ့ဒါကိုနဲ့မင်းတယောက်နဲ့တယောက်တနေတာပင်ပန်းတာလည်းအကုန်လုံးကုသပေးနေတယ်လို့ပဲတဲ့လားကဲအိမ်ပြောရတော့နော်ကိုပေးပြီးတော့ပတ်ထားပေးမယ်နော်အိမ်ပြောရတဲ့အချိန်ဒီကိုပဲမတော့ဟုတ်ပြီလားရတယ်ကိုမအေးရလဲဘေဘီနဲ့အတူရှင်အဆင်ပြေဘေဘီအိမ်ပြောမယ်မနိုင်အောင်တော့ကိုနဲ့အတူဆိုတာနော်ဟုတ်ပါပြီကိုလည်းမျိုးလုံးနဲ့ကြောင်းနေတာလားမသိပါဘူးကွာအမမနဲ့နိုးမနဲ့စားပါညာအောင်စီစဉ်ပေးမယ်အခုအိမ်ပြောမယ်ဟုတ်ပြီလားပတ်ထားပေးမယ်နိုးပေးမယ်ကိုနိုးပေးမယ်အိမ်ရှာလာပြီမလားအဲ့တော့ good night ညချစ်တယ်